အားလုံးပဲမင်္ဂလာပါကျမကနင်းပွင့်ဖြူပါ ကျွန်တော်ကတော့ဇွဲပါဗျအမမင်္ဂလာပါ မင်္ဂလာပါအခုလောလောဆယ်တရုတ်ရိုးရာနေဒီကိုရောက်တော့မလို့ ရောက်တော့မှာပေါ့ ဟုတ်တယ်ဇွဲကိုမေးခွန်းတစ်ခုကမေးချင်တယ် မင်းကတစ်ခုမေးခြင်းတယ် ဟုတ်တယ်အေးဟုတ်တယ် မေးပါလေ တရုတ်ရင်ကျင်းမွန်ရ2026ခုနှစ်ကပါနေလေတိလား သိရပေါ့မြင်းနေလေမြင်းနေပါလေ ဟုတ်တယ် ဘာလို့လဲတခုခုပေးမလို့လား surprise တွေပါလား ပါတာပေါ့ကျမဒီနေ့အမောင်းလေးတွေပါတယ်ဇွဲကိုပေးတာမဟုတ်ပါဘူး ဘယ်လိုပေးဖို့လဲဒါဆို ဒီနေ့ဒီညရောက်တဲ့လူတွေအတွက်လာအမောင်းပေးခြင်းတယ် ဒါဆိုဒီနေ့ဒီနေရာမှာရောက်နေသူတွေကိုအန်ပေါင်းပေးမယ်အန်ပေါင်းဒီမှာဘာတွေပါသေးလဲ ဒီထဲမှာနှမျိုးရှိတယ် challenge ပါတယ် challenge တစ်ခု cash ပါတယ် ဝေသားတစ်ခု အေးဟုတ်တယ် ဒါဆိုရင်ကျွန်တော်တို့က cancel မိတ်နိုင်လို့နိုင်ရမှာပေါ့ ဟုတ်တယ် okay ဆိုတော့လူတွေလည်းအများကြီးပဲဆိုတော့တော့မိတ်ကြည့်ကြမလား let's go let's go ဗျာဟုတ်ပြီဗျာအဲ့တော့ကျွန်တော်တို့အခုနေရောက်နေကြတဲ့အပန်းဖြေတဲ့သူတွေကိုအန်ပေါင်းပေးဖို့ကလည်းစဉ်းသင့်ဖြစ်နေပြီဒီထဲမှာငွေသားရှိမလားဒါမှမဟုတ်လည်း challenge လုပ်ခိုင်းရမလားအမရောငွေသားအားတန်လား challenge ပို့လုပ်ခိုင်းကြလား ကျမက challenge လုပ်ခိုင်းခြင်းတယ် ဟုတ်ပြီဗျာအဲ့တော့လူတွေအများကြီးဆိုတော့တော့မိတ်ကြည့်ကြမယ်မ ဒါမယ် ဟိုဘက်သွားမလား okay ဗျာကိုမင်္ဂလာပါဗျာ မင်္ဂလာပါခင်ဗျ ဟုတ်ကဲ့ပါအဲ့တော့ကျွန်တော်တို့ကလည်းတရုတ်နှစ်ကူနီးပြီဆိုတော့ကျွန်တော်တို့ရဲ့ချစ်မကြီးပေါ့လေနော်မနစ်ပွဲကနေပြီးတော့မှကျွန်တော်ဘင်္ဂလားပန်းချမ်းမှာရောက်နေကြတဲ့ကျွန်တော်တို့လူတွေအကုန်လုံးတည်းရမှာသူကအန်ပေါင်းပေးတော့မှာဖြစ်ပါတယ်ဩဟုတ်ကဲ့အဲ့တော့အန်ပေါင်းတွေမှာကျွန်တော်ပုံစံမျိုးပြပါတယ်ဗျာ ဟုတ်ကဲ့ တစ်ခုကတော့ငွေသားအကုန်လုံးကြိုက်တာပေါ့ကျွန်တော်လေးကြိုက်တယ်အခုကြို ဒါ က် ပေါ့ဒါပေါ့ကြိုက်တာပေါ့ နောက်တစ်ခုကတော့ကျွန်တော် challenge ပါအဲ့ challenge ကလည်းတရုတ်ရိုးကနှစ်ကူနဲ့ပတ်သက်တဲ့အရန်ကမှလွယ်တဲ့မေးခွန်းတွေပေါ့ဗျာအဲ့တော့ကို ready ပဲလား ဟုတ်ကဲ့ ready ပါပဲ okay let's do it စမ်းကြည့်မယ်နော် okay ဒါပါလေ challenge လာကွဟာ cash အိုးကန်ကောင်းလိုက်တာ ကံကောင်းလိုက်ရဗျာကဲဒီမှာငွေသားပါဗျာအဲ့တော့ငွေသားရပြီအန်ပေါင်းရပြီဆိုတော့တရုတ်နှစ်ကူမှာဘာလို့ဖို့စီစဉ်ထားလဲ တရုတ်နှစ်ကူမှာရှောက်လဲမယ်လေမိသားစုကိုခေါ်ပြီးတော့ ဟုတ်လောက်ပါမလားကို လောက်အောင်လဲရမှာပေါ့ အဲ့တော့လေကျွန်တော်တရုတ်နှစ်ကူကလည်းနီးပြီဆိုတော့နည်းနည်းမေးချင်သေးတယ်ဗျာကျွန်တော်တို့ရန်ကုန်မြို့မှာဆိုရင်လည်းတရုတ်လူမျိုးတွေအများကြီးပဲဆိုတော့တရုတ်ခါချာကလေကျွန်တော်တို့နဲ့တိတ်မစိမ့်တဲ့ခါချာဆိုတော့တရုတ်နှစ်ကူကာလာမှာတရုတ်လူမျိုးတွေလှုပ်လက်ရှိရဲ့အလေးထားတစ်ခုခုလောက်သိလားဗျ သိတယ်လို့ပြောပြမယ်နော် ကဲ့ အဲနှစ်ကူမှာဆိုရင်ကျွန်တော်တို့တရုတ်လူမျိုးတွေကဖတ်ထုတ်စားတယ်နောက်ပြီးတော့မိသားစုတွေစုံပြီးတော့ညစာစားကြတယ် ဟုတ်တယ်ဗျာ နော်နောက်ပြီးတော့ကျွန်တော်တို့မိဘတွေကိုလူကြီးမိဘတွေကိုကြော့တယ်အဲ့တော့လူကြီးမိဘတွေကကလေးတွေကိုပြန်ပြီးတော့အန်ပေါင်းပေးတယ်ဟုတ်တယ်နော် ဟုတ်တယ်ဗျာအခုတော်တော်သိရပဲကျွန်တော်ဆိုရင်လေတရုတ်နှစ်ကူလို့ပြောလိုက်ပြီဆိုရင်ခေါင်းထဲမှာတစ်ခုပဲဝင်လာတယ်အဲ့ဒါပါလဲဆိုအန်ပေါင်း ဟာ ပေးပါအောင်3လောက်အဲ့တော့အခုတော်တော်သိရပဲဘယ်ကနေသိရလဲဗျ ဒီနှစ်ပိုင်းလေးကနေပဲဒီတရုတ်နှစ်ကူဂါလာပွဲကိုကျွန်တော်ကြည့်လာတယ် Spring Festival ကလာကျွန်တော် online ကနေပြီးတော့မှလေကြည့်လို့ရတယ်လေဟုတ်ကဲ့ပါဗျာအဲ့တော့ကိုအိတ်ပွဲပြိတ်သက်ပေါ့ ဟုတ်ပါတယ်ဗျာ ဟုတ်ကဲ့ပါဗျာအဲ့တော့ကျွန်တော်တရုတ်နှစ်ကူကာလာလေနီးပြီဆိုတော့ဒီတရုတ်နှစ်သက်မှာကိုဖြစ်ချင်တဲ့ဆန္ဒလေးရောတခါလေးဝင်ပြပေးပါဦးဗျာ တရုတ်နှစ်ကူမှာကျွန်တော်တို့မိသားစုပေါ့နော်စီးပွားလက်လာပါတွေတိုးပွားပြီးတော့အားလုံးကျမ်းမာပျော်ရွှင်ကြပါစေအဲ့ဒီလိုပဲကျွန်တော်တို့မိသားစုလိုပဲကဘာသူကဘာသားတွေအားလုံးလည်းကျမ်းမာပျော်ရွှင်ပြီးတော့စီးပွားလက်လာပါတွေတိုးပွားပါစေပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ဆန္ဒရှိပါတယ်ဆုလဲဆုတောင်းပေးပါတယ် ဟုတ်ကဲ့ပါပြပါစေလို့လည်းဆုတောင်းပါတယ်ဗျာကျေးဇူးအများကြီးအများကြီးတင်ပါတယ်ဗျာဟုတ်ကဲ့ပါဗျာမင်္ဂလာပါဗျာ ပါ မင်္ဂလာပါ သမီးရောထိုင်း အပန်းလာဖြစ်ရလားဗျာ ဟုတ်ကဲ့ရှင်ဟုတ် ဟုတ်ကဲ့ပါ ကျောင်းလှုပ်လို့ မင်္ဂလာပါ လာပါ ဟုတ်ပြီအဲ့တော့အခုကလေတရုတ်နှစ်ကူနီးပြီဆိုတော့လေအမတရုတ်နှစ်ကူဆိုရင်အပေါင်းလို့ချင်တယ်ဟုတ် ဟုတ်တယ်လူချင်တာပေါ့တရုတ်နှစ်ကူဆိုအမောင်းဝဲမျောနေ အဲ့တော့အခုကလည်းကျွန်တော်အန်ပေါင်းနဲ့အများကြီးရှိရဗျာအဲ့တော့အန်ပေါင်းရဖို့မရဖို့ကတော့တိတ်တော့မသေးကြဘူးဒီထဲမှာတစ်မျိုးရှိရယ်ပထမတစ်ခုကအန်ပေါင်းငွေသားနောက်တစ်ခုကတော့ကျွန်တော်တို့ game အနည်းငယ်ပေါ့ challenge တစ်ခုလုပ်ထားတယ်အဲ့တော့အမဆိုရင်ရောဘာလို့ကျင်လဲဗျ ဘာပဲဖြစ်အဆင်ပြေပါ ရောင်ရဲတတ်တယ်ပေါ့ ရောက်ရတယ် ဟုတ်ကဲ့ပါအဲ့တော့တစ်ခုလေး သမီးမ ပေး င်း နို ဆက် က်ပေးပါ ပါ အောင်ဗျမင်းယူမလားဟုတ်ပြီ ဖွင့်ကြည့်ပါ အဲ့တော့ဖွင့်ကြည့်ပါအောင်ဗျဟာ ကန်ကောင်းလိုက်တာ cash ပဲ cash ငွေသားပါ ဒါပါ ဒီမှာဗျာမိမိအတွက်အန်ပေါင်း ကျေးဇူးတင်ပါတယ်ပြော ကျေးဇူးတင်ပါတယ် အဲ့တော့ကျွန်တော်တရုတ်နီကူကလည်းနီးပြီဆိုတော့လေလာမဲ့တရုတ်နှစ်သက်မှာအမရဲ့ဖြစ်ချင်တဲ့ဆန္ဒဆိုရင်ရောဘာများဖြစ်မလဲဗျ ပတ်စံနေအများကြီးလို့ဖြစ်နေအဲ့ဒါတော့ဟုတ်တယ်ပထမဆုံးပထမဆုံးစကားပေါ့ပြောမယ်ဆို ဟုတ်ကဲ့ပါဗျတရုတ်နှစ်သက်မှာအများကြီးကန်ကောင်းပါစေအမကျေးဇူးအများကြီးတင်ပါတယ်အမ စန္ဒပြည့်နေပါလေ ဟုတ်ကဲ့ပါဗျ ပြေပါသေးနော် ဟုတ်တယ်ဟုတ်ကျေး ဟုတ် ဇူး ကဲ့ ပါ ပါဗျဒီလေးမင်္ဂလာပါဗျ ဟုတ်မင်္ဂလာပါဗျ အလောက်ကပြန်လာတင်တယ်လွယ်အိနဲ့ ဟုတ်ပါတယ်ဟုတ်ခုမှရုံးဆက်တော့ပါ ဟုတ်ပါပြီဗျအဲ့တော့အခုကလည်းမနင်းပွင့်ဖြူကနေပြီးတော့မှအန်ပေါင်းပေးခြင်းလို့တဲ့အဲ့ဒီထဲမှာကျွန်တော်တို့က cash ရှိရယ်နောက်တစ်ခုကတော့ challenge ဘယ်တစ်ခုကြိုက်လဲဗျ ကျွန်တော်ဆိုရင်တော့ cash ပေါ့ challenge လေးလုပ်ကြည့်ပါဦး challenge ကနောက်မှလုပ်လို့ရမှာ ဟုတ်ပါပြီအဲ့တော့ cash ရရင်ရောနည်းနည်းထက်ဝက်လောက်ခွဲပေးခြင်းသေးလား
သုံးပုံလုံးရမယ်ဗျာ မဲ3ပုံတစ်ပုံနဲ့သူကဟုတ်ပါပြီဒါဆိုတစ်ခုရွေးကြည့်ပါဦးဗျာဟောโอเคကန်ကောင်းလိုက်တာဗျာကဲဒီမှာငွေသားရပါပြီဗျာအဲ့တော့တရုတ်နှစ်ကိုမှမုံစားလို့ရတာပေါ့ဘာမှသွားစားမလဲ ကျုပ်တန်းသွားလိုက်မယ်နီး တရုတ်တန်းသွားမယ်โอเคတရုတ်တန်းကအစားအစာတွေထဲမှာဘယ်အစားအစာကြိုက်ဆုံးလဲပြောပါဦး ဖတ်ထုတ်ပေါ့ ဖတ်ထုတ်ဒါနဲ့လေတခုမေးချင်တာညီလေးကတရုတ်များလားတရုတ်နဲ့လည်းဆင်တယ်နော် ဟုတ်ကျွန်တော်တယောက်လူမျိုး အိုးအဲ့တော့ဒီတရုတ်နှစ်တကူရောက်တဲ့အခါတိုင်းမှာညီလေးတို့မိသားစုကလေတရုတ်လူမျိုးဆိုတာဘယ်လိုမျိုးဖြတ်တန်းလေးရှိလဲ ကျုပ်နှစ်တစ်ကိုမှဆိုလို့ရှိရင်မိသားစုတွေဘယ်နေရာမှာပဲရောက်ဗျာပြန်လာကြပြီးတော့ညစာအတူတူစားကြတယ်စီစီလုံးပေါ့နော်ညစာစားပြီးလို့ရှိရင်ကျွန်တော်တို့ပေါ့နော်ကျွန်တော်လုံနေကြဟာတစ်ခုရှိတယ်ကျွန်တော်ပေါ့နော်ညစာစားပြီးလို့ရှိရင်ကျွန်တော်အဖိုးတွေအဖွားတွေအဖေတွေမင်းနဲ့အတူတူကျွန်တော် Chinese ပေါ့နော် Spring Festival ကလာအတူတူကြည့်ကြတာ โอ้ အဲ့ဂါလာကြီးတဲ့သူကခုနောက်ပဲတအားများလား ဟုတ်တယ်ကျမလည်းနေတန်းကြည့်တယ်ဟုတ်တယ် အဲ့တော့ဒီနေ့အတူတူကြည့်ရအောင်မယ်အတူတူတော့ကြည့်ကြမလား ဟုတ်ကြည့်လို့ရပါတယ်ဟုတ်ပြီးတော့ပေါ့နော်ကျွန်တော်အဲ့ Chinese Spring Festival ကလာမှာအရင်နှစ်ကမှတ်မဲ့ရမွေနှစ်ကပေါ့နော် ဟုတ်ကဲ့ မွေနှစ်ကဆိုရင်လုံးဝစိတ်ဥတီနဲ့ကပြတော့တာလုံးဝအံ့ဩစရာပဲလုံးဝ amazing ဗျာ အကုန်မှတ်မိနေရဗျာ အဲ့ဒါကြောင့်ကျွန်တော်ဒီနေ့ရပေါ့နော်ပွဲတော်လဲကျွန်တော်အများကြီးမျှော်လင့်နေပါတယ် ဟုတ်ကဲ့ပါအတူတူကြည့်ကြင်ပါတယ်ဇွဲတို့လည်းရင်ခုန်နေပါတယ်ဗျအဲ့တော့အခုကလည်းကျွန်တော်တို့နှစ်သက်ရောက်ခါနီးဆိုတော့တရုတ်နှစ်သက်မှာညီလေးဖြစ်ချင်တဲ့ဆန္ဒရောဘာဖြစ်မလဲ ကျွန်တော်ကတော့ပေါ့နော်ဒီလာမယ့်နှစ်မှာကျမကြီးပိုကောင်းဖို့ပြီးလို့ရှိရင်စီးပွားရေးတွေတိုးတက်ဖို့နဲ့မိသားစုတွေကျန်းကျန်းမာမာပြောဆိုရင်ရှိဖို့ပါပဲ စူတောင်းပေးပါတယ်ဗျအဲ့တော့ညီလေးကိုယ်တိုင်ကလည်းတရုတ်လူမျိုးဖြစ်တာဆိုတော့အခုနေကြည့်နေကြတဲ့ပရိသတ်တွေအကုန်လုံးကိုတရုတ်လူမျိုးလေးနှစ်သက်ကူစကားလေးပြောချင်လားဗျ ပြောချင်ပါတယ်ကျွန်တော်ဟုတ်စတောင်းပေးပါမယ်တရုတ်လို့ဆိုရင်တော့祝大家新年快乐身体健康岁岁平安谢谢 ဝါတော်လိုက်တာဗျာ တော်တယ်တကယ်ပြောတတ်တယ် ဟုတ်ကဲ့ပါကျေးဇူးအများကြီးတင်ပါတယ်ဗျာ ဟလေ ညီလေးမင်္ဂလာပါညီလေးမင်္ဂလာပါဒီလာမလား လာ ညီလေးမင်္ဂလာပါအသက်ဘယ်လောက်လဲ 16 ဟော16အဲ့တော့တရုတ်နေကူရောဆင်နွဲဘူးလား စနေ အဲ့တော့ကိုဒီမှာအန်ပေါင်းစာကြီး3ရင်းရှိရဗျာโอเคအဲ့တော့တစ်ခုရေးပါ အခုကိုရေးလိုက်ပါโอเค โอเค ခွင့်ကြည့်ပါမလဲ ဟောက်ကြည့်ပါဦးဗျာ challenge ပါ ဂိမ်းကြိုက်တဲ့ကလေးက challenge ရတယ်ဂိမ်းရတယ် โอเคအဲ့တော့မိကုန်းလေးမေးကြည့်ပါဦးဗျာ ဇဲမေး ပေးရမလားโอเคအကိုက multiple choice ရှိရယ်3ခုပြောမယ်အဲ့ဒီအဖြစ်မဲ့ကဘာဖြစ်မလဲပေါ့တရုတ်နိုင်ငံရဲ့နှစ်သက်ကိုတဲ့ဘာပွဲလို့ခေါ်တယ်လေတဲ့ပထမတစ်ခုကຫນွေဦးပွဲတော်ဒုတိယတစ်ခုကဆောင်းပွဲတော်တတိယတစ်ခုကຫນွေပွဲတော် 女巫鬼， ဟိုဘာကြောင့်တည်တာလဲ ဘယ်လိုသိရတော့ 女的也上。 မလိုက်တာဗျာတော်လိုက်တာအဲ့တော့မတရားလက်ဆောက်စီစဉ်ထားပါတယ်ကဲအဲ့တော့ຫນွေဦးပွဲတော်မှာကံကောင်းခြင်းနဲ့အများကြီးရအောင်လို့ဒါမြင်းရုပ်လေးဖြစ်ပါတယ် ပေးပါ ဟုတ်ကဲ့ဒီမလေးမင်္ဂလာပါ မင်္ဂလာပါရှင် ဟုတ်ကဲ့ပါဗာလေဒီမှာအပန်းလာဖြေတာလားရီးစားနဲ့လား အမဟုတ်တငယ်ချင်းနေလေ โอเคအဲ့တော့ကိုတို့ဒီနေ့မှာအန်ပေါင်းလို့ခြင်းလားဗျ လူစင်တော့ပေါ့ ဒါပေါ့နော်အဲ့တော့ဒီအန်ပေါင်းထဲမှာကိုတို့2မျိုးရှိရယ်ပထမတစ်ခုကတော့ cash ငွေသားပေါ့ဗျာနောက်တစ်ခုကတော့ကျွန်တော်တို့ challenge လုပ်ရမှာဖြစ်ပါတယ်အဲ့တော့ငွေသားကြိုက်လား challenge ကြိုက်လား မိသားကြိုက်တယ် အကိုလေးကြိုက်တယ်ဒါမှတစ်ထုံမှမရသေးဘူးပေးတော့မှပြီးအဲ့တော့ okay တစ်ခုရွေးပါအောင်ဗျ စန္ဒပြည့်နေမလား ဟုတ်ကဲ့ပါသူရင်ခေါ်လာမသိကိုဟာ ကဲ ကန်ကောင်းလိုက်တာဗျာ ကန်ကောင်းလိုက်တာ cash အဲ့တော့ပြန်ညီမဗာလဲတကယ်ချင်းနဲ့မုံသွားစားလို့ရပြီ ဒါပေါ့ ဘယ်သွားမှလဲတရုတ်တန်းဟုတ် တရုတ်တန်း အဲ့တော့မေးပါဦးမယ်ကိုတို့ကလည်းအခုတရုတ်နှစ်သက်ရောက်ခါနေပြီဆိုတော့တရုတ်ကချားနေရောညီမလေးရင်းနှီးလား ဟုတ်တော်တော်လေးရင်းနှီးပါတယ် ဟုတ်တယ်နော် ဒီမှာလည်းတရုတ်နယ်ဘွားကြီးပါတယ်ဆို ဟုတ်ကဲ့အဲ့တော့လေတကယ်လို့များကိုကလည်းလူငယ်တယောက်ဖြစ်တာဆိုတော့တရုတ်နိုင်ငံသွားဖို့အခွင့်အရေးများရခဲ့ရင်ဘာကြောင့်သွားချင်တာလဲတကယ်လို့ရောက်ခဲ့ရင်ဘာလုပ်ချင်လဲ အဓိကကတော့ကိုသဘောကျတဲ့ idol တွေရဲ့ concert တွေကိုသွားကြည့်ချင်တာလေ အေးဆိုရောအဲ့တော့လေ concert ဆိုလို့အခုနောက်ပိုင်းလေအဲ့လို live show တစ်ခုရှိပါတယ် Spring Festival ကလား ဟောမနစ်ကလောက်သွားတာတိလိုက်တယ် internet ပေါ်မှာအရန်ဟော့သွားတာ ဟုတ်တယ်အဲ့တော့ကြည့်ဖြစ်လား ကြည့်ပြလိုက်တယ်ဗီဒီယိုတွေအများကြီးတက်လာတော့လေ အဲ့တော့အခုကလည်းကိုတို့ကနှစ်သက်ရောက်ခါနီးဆိုတော့တရုတ်နှစ်သက်ရောက်ခါနီးဆိုတော့နှစ်သက်မှာညီမလေးဖြစ်ချင်တဲ့ဆန္ဒတစ်ခုကဘာများဖြစ်မလဲ အဖြစ်စဉ်ဆုံးကတော့မနစ်ကလိုမျိုးကာလာရှိုးပွဲတွေထပ်လုပ်မယ်ဆိုရင်ညီမသဘောကျတဲ့ idol တွေလာပြီးတော့ဖျော်ပြရင်ကောင်းမှာပဲပေါ့နော် သူ idol တော်တော်ဆွဲလန်းတယ်အခုကလည်းနှစ်သက်ရောက်ခါနီးဆိုတော့နှစ်သက်မှာကိုယ့်ရဲ့ဆန္ဒဘယ်လိုရှိတယ်လဲပြီးတော့အခုနေကြည့်နေကြတဲ့ပရိသတ်တွေအကုန်လုံးကိုနှစ်သက်ဆူတောင်းစကားဆိုရင်ဘာများပြောချင်သေးလဲဗျ အခုကြည့်နေကြတဲ့သူတွေအကုန်လုံးနှစ်သက်မှာပျော်ရွှင်ပါစေကျန်းမာပါစေချမ်းသာပါစေစီးပွားလက်လာပါလည်းတက်ပါစေလို့ပြောချင်ပါတယ် ကျေးဇူးများတင်ပါတယ်ဒီ size လေးထဲကတစ်ယောက်လောက်ရွေးကြည့်ပေးပါ yes ဟုတ်ပြီဗျာဒါဆိုခွင့်ကြည့်ပေးပါအောင်ဗျ ကဲပါ လက်တွေတုံနေပြီငွေသားဖြစ်ပါတယ်ကန်ကောင်းလိုက်တာဗျာအဲ့တော့အခုကျွန်တော်တို့ဝေသားပေးမယ်ဗျာခဏလေးနော်ဒီမှာမတ်တရားလက်စာအန်ပေါင်းပါဗျာ
ကျေးဇူးများတင်ပါတယ်ဗျာ ကျေးဇူးတင်ပါတယ် နေ့တမှာကန်ကောင်းပါစေဗျာဟုတ်ကဲ့ပါခင်ဗျာ 大家共别把这， မမင်္ဂလာပါ 明个喇叭。 你好我会说中国话，所以我们就你们前面去，我就后边赶紧来了。哦，妈爬墙丢了，别得嘞。我会去过山东，哦，去过山东。 အမတရုတ်လို့ပြောနေကျွန်တော်တစ်လုံးမှနားမလဲဘူးအခုကတော့အမ်ပေါင်းဆိုင်တအိတ်ပဲကြံတော့တယ်ဗျာအဲ့ဒီထဲမှာကျွန်တော်တို့ကငွေသားလေးပါကောင်းပါနိုင်တယ်ဒါမှမဟုတ်ရင်လည်းကျွန်တော်တို့ challenge တစ်ခုခုပေါ့ so you ready Ready? okay ပါ 妈 ဗျာ 没丢，拿来混几把。 ငွေသားဖြစ်ပါတယ်နောက်ဆုံးပိတ်အိတ်နဲ့လွယ်ဟုတ်ကဲ့ပါအဲ့တော့ဘလော့တော့မကန်ကောင်းလိုက်လေအဲ့တော့နှစ်သက်မှာငွေသားရပြီဆိုတော့ဘာလုပ်မှာလဲ 巴龙马来说陪那没有陪买嘞，哦， ကောင်းလိုက်တာဗျာ 高的。 ဟုတ်ကဲ့ပါဗျာဒီမှာကျွန်တော်တို့ empowerment တရားလက်ဆောင်ပါဗျာ 哎，呀嘞，妈。 တခါလေးတင်ထားလိုက်လို့ရပါ 陪那没有，谁千年大大嘞呢，刚刚木木嘞呢，ဒါပေါ့ 免税金呢， ဟုတ်ကဲ့ပါ 那 ဗျာ 呗，但你也三那呗。 ဟုတ်ကဲ့ပါဗျကြည့်နေကြတဲ့ပြည်သက်တဲ့အကုန်လုံးကတရုတ်လူများနှစ်သက်ကူစကားလေးများပြောချင်သေးလားဗျ 新年快乐，新年快乐，万事如意。万事如意。慢点。 ကျေးဇူးများတင်ပါတယ်ဗျာနှစ်သက်မှာအများကြီးကန်တောင်းပါစေကျေးဇူးပါဗျာအဲ့တော့နောက်ဆုံးစာကြီးလည်းကုန်သွားပြီဆိုတော့အိမ်ပြန်ကြမယ်လေ 哦，sorry ပါစေ，今晚个领表的。 ဟဲ့ကျွန်မကလည်းပြောတယ် နောက် ဟောတခုရှိနေသေးရလား ဘောင်းကဈေးကိုချန်ပေးတာ သူများတော့မေးလိုက်မယ်လေကျွန်တော်အတွက်လား အေးဟုတ်တယ်ဒီမှာပါလဲမသိဘူး ဟာโอเคဒါဆိုရင်ဒီထဲမှာလည်း อืม ဝေသားရှိကောင်းရှိနိုင်တယ်ဒါမှမဟုတ်ရင်လည်း challenge တစ်ခုခုပေါ့ ဟုတ်တယ်ငွေသားပေါ်ကျဲလားချက်လက်ဂိမ်းပေါ်ကျဲလား ငွေသားကို3စားလောက်ကြိုက်တယ်โอเคအဲ့တော့အမမိုက်ကလေးကန်ကြပေးပါဦးဝေသားရပါစေ ငွေသားရပါစေ ငွေသားရပါစေ စံသားပြပါစေ ငွေသားရပါစေဘာဖြစ်မလဲဘာဖြစ်မလဲ ပါလေโอ้ challenge ဂိမ်းဆောက်ရမယ် ကျွန်တော်အင်ဂျင်လိုက်တော့မယ် မပြန်ပါနဲ့ဟောဒီနောက်ဆုံးနောက်မှာလဲမီးစာလုံးပါတဲ့စူတောင်းစကားပေါ့ โอเคကျွန်တော်နောက်မှာဖြင်းလေးရေးထားပေးတယ်အဲ့တော့ဇွဲကိုယ်တိုင်နည်းနည်းထွက်ကြည့်မယ်ဗျာအတန်ထွက်ကြည့်မယ် ဟုတ် အဲ့ဒါဘာလဲဆိုတော့မာတောင်ချင်းချင်း公ချင်းကုန်မာတောင်ချင်းကုန် 马到成功 မာတောင်ချုံကုအဲ့ဒီပြပါလေ အသေးပဲကအောင်မြင်ပါစေလို့ အောင်မြင်ပါစေအဲ့တော့2026တရုတ်နှစ်သစ်မှာလည်းလူတွေအကုန်လုံးပို့ပြီးတော့မှအောင်မြင်ပါစေပေါ့မာတောင် 成功